အားလုံးမင်္ဂလာပါမီနာဆန်ကွန်ဘာဝါဟုတ်ကဲ့ပါဒီနေ့ကတော့ကျွန်တော် agency တွေမပြောပြရပေါ့နော်ဂျပန်မှာ language school တက်တဲ့ကျောင်းသားတွေရဲ့အခက်အခဲတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီဗီဒီယိုကပေါ့နော်ဒီဂျပန်ကိုအလုံးနဲ့ကျောင်းနဲ့ပို့ပေးနေတဲ့ဘယ် agency ကိုမှစော်ကားလိုတဲ့စိတ်နဲ့ကျွန်တော်ပြောခြင်းမဟုတ်ပါဘူးပုတ်ခတ်လိုတဲ့စိတ်နဲ့တင်ခြင်းမဟုတ်ပါဘူးခင်ဗျာကျွန်တော်အခုပေါ့နော်ဂျပန်ကိုကျောင်းနဲ့လာမဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော်လိုမျိုးပေါ့နော်အခက်အခဲမဖြစ်အောင်ကျွန်တော်ရဲ့အခက်အခဲအတွေ့အကြုံလေးတွေကိုကျွန်တော်ကမျှဝေပေးခြင်းသာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဆက်လိုက်ကြမယ်နော် agency တွေမြန်မာပြည်က agency တွေမပြောပြရဲပေါ့နော်ဂျပန်စာ language school တက်တဲ့ကျောင်းသားတွေရဲ့အခက်အခဲ၃ချက်ကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနံပါတ်1ကတော့ဂျပန်မှာဂျပန်ဘာသာစကားအကြောင်းဖွင့်တဲ့အချိန်ပေါ့နော်နံပါတ်2ကကျွန်တော်တို့ဂျပန်မှာအချိန်ပိုင်းအလုပ်ရှာရတာလွယ်လားဆိုတဲ့ဟာရယ်နံပါတ်3အချိန်ပိုင်းအလုပ်ကအကြောင်းစရိတ်ကာမိလားဆိုတဲ့ဒီ3ချက်ကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နံပါတ်1ကိုကြည့်ကြည့်မယ်နံပါတ်1ကဂျပန်မှာဂျပန်ဘာသာစကားအကြောင်းဖွင့်တဲ့အချိန်ဘယ်နှချိန်ရှိလဲဆိုတော့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ဂျပန်စာဘာသာစကားအကြောင်းကဂျပန်မှာ1လပိုင်းဖွင့်တယ်4လပိုင်းဖွင့်တယ်9လပိုင်းဖွင့်တယ်10လပိုင်းမှာဖွင့်တယ်ဆိုတော့တစ်နှစ်မှာကျောင်းဖွင့်ချိန်၄ခုရှိတယ်ပေါ့နော်ဂျပန်ဘာသာစကားသင်တန်းကျောင်းဖွင့်ချိန်၄ခုရှိတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ကလူတွေကျွန်တော်ဂျပန်ကိုအပို့ agency တွေပို့တာများတဲ့ယာတီကတော့ကျွန်တော်၄လပိုင်းရယ်9လပိုင်းရယ်10လပိုင်းရယ်များတယ်ပေါ့နော်1လပိုင်းကတော့တိတ်ပြီးတော့ပို့တာမတွေ့ရဘူးတိုးတော့မရှိဘူးမဟုတ်ဘူးရှိတယ်ဟုတ်ပြီနော်ကျောင်းဖွင့်တဲ့အချိန်ကတစ်နှစ်မှာ၄ချိန်ရှိတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီကျောင်းဖွင့်တဲ့၄ချိန်အတွက်ကျွန်တော်ဘယ်လိုပြင်ဆင်ရလဲဆိုရင်ကိုကဥပမာလာမယ့်နှစ်2026ခုနှစ်၄လပိုင်းကျောင်းအတန်းကိုတက်မယ်ဆိုရင်ကျွန်တော်6လလောက်ကြိုပြီးတော့မှအခုဒီ10လပိုင်းနောက်ဆုံးအပတ်လောက်ကိုနောက်ဆုံးထားပြီးတော့ကျွန်တော်တို့ကျောင်းတွေကိုရှောက်ထားကြရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အကျဉ်းအပြည့်ကျွန်တော်မျှဝေရမယ်ဆိုရင်တော့ကျောင်းတက်မဲ့ကျောင်းသားတွေကအနည်းဆုံး6လကြိုပြီးတော့ပြင်ဆင်ပြီးတော့အကြောင်းကို6လွှာတင်သွင်းရတယ်ပေါ့နော်ဆိုတော့အကြောင်းကကိုလျှောက်တဲ့6လွှာကိုအချက်လက်တွေပြည့်စုံတယ်သူတို့စစ်ပြီးတော့ငွေကြေးပိုင်းဆိုင်ရာတွေအချက်လက်တွေအကုန်လုံးပညာရေးအဆင့်တန်းတွေပြည့်မီတယ်ပြည့်စုံတယ်ဆိုရင်တော့သူတို့ရဲ့ဂျပန်နိုင်ငံရဲ့လာဝကပေါ့နော်လူဝင်မှုကြီးကြပ်ရေးကိုသူတို့က6လွှာတင်ပြီးတော့မှဗီဇာကိစ္စတွေဘာညာကိုသူတို့ကပြန်လဲလျှောက်ထားပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့အကြောင်းဂျပန်မှာအကြောင်းဖွင့်တဲ့အချိန်ကိုကျွန်တော်မျှဝေပေးတော့တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒုတိယအချက်ဖြစ်တဲ့ပေါ့နော်ဂျပန်မှာအချိန်ပိုင်းအလုပ်ရှာရတာလွယ်လားကျောင်းသားတယောက်အတွက်ပေါ့နော်ဂျပန်မှာ language school တက်တဲ့ကျောင်းသားတယောက်အတွက်အချိန်ပိုင်းအလုပ်ရှာရတာလွယ်လားဆိုတဲ့မေးခွန်းပေါ်မှာကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီ agency တွေကကျွန်တော်တို့ဒီ language school ကျောင်းသားတွေကို M5 GLB ဒီပေါ့နော် M5 N4 ပြီးရင်လွှတ်တာများတဲ့အတွက်ကိုကတကယ်လို့မြန်မာပြည်ကနေ GLPD M5 M4 အဆင့်နဲ့ပဲဂျပန်ကိုလာခဲ့မယ်ဆိုရင်တော့ဂျပန်မှာအချိန်ပိုင်းအလုပ်ရှာရတာကမလွယ်ပါဘူးဘာလို့လဲဆိုတော့ကိုကဂျပန်ကိုတော့ရောက်လာပြီပေါ့နော် GLPD M5 ဆိုတော့ကျွန်တော်ဒီမှာထမင်းစားရေတောက်လောက်ကမရသေးဘူးပေါ့နော် M5 အဆင့်က entry level ပဲရှိတဲ့ခါကျတော့ဆိုတော့ GLPD M4 M5 အဆင့်နဲ့ပဲလာမယ်ဆိုရင်တော့ကျွန်တော်တို့ဂျပန်မှာအချိန်ပိုင်းအလုပ်ရှာရတာမလွယ်ပါဘူးတကယ်လို့ကိုက GLPD N3 N2 N1 အဲ့လိုမျိုးအဆင့်ရှိတယ်ဆိုရင်တော့ဂျပန်မှာအကြောင်းသားတယောက်အတွက်အချိန်ပိုင်းအလုပ်ရှာရတာလွယ်ကူပါတယ်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်နံပါတ်3အချက်ဖြစ်တဲ့အချိန်ပိုင်းအလုပ်ကကျွန်တော်တို့အကြောင်းသားတယောက်အတွက်အကြောင်းစရိတ်ကာမိလားဆိုတဲ့ဟာကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့အချိန်ပိုင်းအလုပ်ကဂျပန်မှာအကြောင်းသားတယောက်အတွက်တပတ်ကိုပေါ့နော်အလုပ်လုပ်ချိန်28နာရီပေါ့နော်ဥပဒေကတတ်မှတ်ထားတာပေါ့နော်ဥပဒေပေါင်းအတွင်းကလုပ်မယ်ဆိုရင်ကျွန်တော်တို့28နာရီထက်အပိုလုပ်ခွင့်မရှိပါဘူးဆိုတော့ကျွန်တော်တို့ဒီ28နာရီကိုက28နာရီလုပ်ခွင့်ရှိတယ်တိုးတော်လည်းပဲကိုလုပ်တဲ့အလုပ်ကပေါ့နော်အလုပ်ရှင်ဘက်ကကို28နာရီခိုင်းရင်ခိုင်းမယ်ဒါမှမဟုတ်25နာရီခိုင်းရင်ခိုင်းတဲ့အလုပ်တွေလည်းရှိတဲ့အတွက်28နာရီအပြည့်ကိုအလုပ်ရဖို့ဆိုတာကလည်းဂျပန်ကိုဆက်ရောက်ချင်းမလွယ်ပါဘူးဟုတ်ကဲ့ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေရာမှာတနာရီကိုလက်ရှိပေါ့နော်တူဂျူမှာလုပ်မယ်ဆိုရင်ကျွန်တော်တနာရီကို1200နဲ့တွက်ပြမယ်ပေါ့နော်1200
တနာရီကိုရန်1200ရတယ်ဆိုရင်ကျွန်တော်ကျောင်းသားတစ်ယောက်အနေနဲ့တပတ်ကို28နာရီလောက်ခွင့်ရှိတဲ့အတွက်ပေါ့နော်1200ကိုကျွန်တော်တို့28နဲ့မြောက်လိုက်မယ်ဆိုရင်ကျွန်တော်တပတ်ကိုရန်33,600ရတယ်ပေါ့နော်ဆိုတော့တပတ်ကို33,600ကိုကျွန်တော်တို့၄ဘတ်နဲ့မြောက်မယ်ဆိုရင်33,400ရန်ရမယ်ပေါ့နော်တစ်လစာဟုတ်ကဲ့ပါဒါဆိုရင်ကျောင်းသားတစ်ယောက်ကတပတ်ကို28နာရီလောက်ပြီးတော့တစ်လကို33,400ရန်ရခဲ့မယ်ဆိုရင်ကျောင်းစရိတ်ကာမိပါမလားပေါ့နော်ဒါကိုကျွန်တော်အကျဉ်းအဖြစ်ကျွန်တော်တွက်ပြမှာဖြစ်ပါတယ်ဆိုတော့ဂျပန်မှာအိမ်လခတိုကျိုမှာပေါ့နော်တိုကျိုမှာကျောင်းသားတစ်ယောက်အတွက်အိမ်လခကအနည်းဆုံး3,000ရှိတယ်ပေါ့နော်ဒါတော့မှတယောက်တည်းနေရမှာမဟုတ်ပါဘူးတငယ်ချင်းတွေနဲ့ဒါမှမဟုတ်ကျောင်းကပေးထားတဲ့အဆောင်မနေမယ်ဆိုရင်တစ်လကို3,000လောက်ကျတယ်ပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ Wi-Fi ပါရင်ပါမယ် Wi-Fi မပါရင်ကျွန်တော်ကိုယ့်အကိုဖုန်း data နဲ့သုံးမယ်ဆိုရင်ဖုန်းဖို့က3,000ကနေ9,000ကြာရှိမယ်ဒါဆိုရင်3,000နဲ့9,000ဖြစ်သွားပြီရေမီ gas ဖို့တွေရှိမယ်ဒါ9,000ပဲထားအောင်အဲ့မှာ4,000ဟုတ်ပြီနော်ရေမီ gas ဖို့4,000ကျန်းမာရေးအမခံအပါဝင်အကုန်လုံးက9,000လောက်ရှိတယ်ပေါ့နော်ဆိုတော့စားစရိတ်ပေါ့နော်ထမင်းစားစရိတ်ကတော့ကျွန်တော်အကျဉ်းအဖြစ်အခုကကုန်စည်နှုန်းတွေတက်တာနဲ့ဆိုတော့ချွေတာတာစားရင်တော့မှကျွန်တော်3,000လောက်သွားကြမှာဖြစ်တဲ့အတွက်စားစရိတ်ကိုကျွန်တော်3,000ဖယ်ထားမယ်ဆိုရင်ခုနက8,000ပါသွားပြီပေါ့နော်8,000နှုတ်လိုက်ရပြီ33,400ရန်ကနေကျွန်တော်8,000နှုတ်လိုက်ရပြီပေါ့နော်ဆိုတော့ကျန်တဲ့ဟာက94,400ရန်လောက်ပဲကျန်တယ်ပေါ့နော်ရန်နဲ့94,400ဟုတ်ပြီဒါဆိုရင်နည်းနည်းပါးပါးအစာပြေပုံစားတာတွေပါညာရှိမယ်ယထာစရိတ်ရှိသေးတယ်ကိုကကြောင်းနဲ့မနီးဘူးဆိုရင်ကျွန်တော်ယထာစရိတ်တွေရှိတယ်လမ်းစရိတ်ပေါ့နော်လမ်းကြီးစရိတ်တွေရှိတယ်ဟုတ်ပြီကိုကကြောင်းနဲ့အနီးနားမှာနေတာလမ်းလျှောက်ပြီးသွားလို့ရတယ်ဆိုရင်ကျွန်တော်တို့ယထာစရိတ်မကုန်ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့9,500လောက်ကျန်မယ်ဟုတ်ပြီ9,500လောက်ကျန်တဲ့ဟာကို9,500တစ်လောက်ကိုကျွန်တော်တို့ရန်9,500ကျန်ပါဆိုတော့9,500ကိုကျွန်တော်တို့စနစ်နဲ့မြောက်မယ်ဆိုရင်ရန်6သိန်းနဲ့6,000ကျန်ပါပေါ့နော်ဆိုတော့ဒါကိုကျွန်တော်ဂျပန်လိုကြတော့ကျွန်တော်1,060လို့ခေါ်ကြတာများတာပေါ့နော်6သိန်းဆိုရင်1,060လို့ခေါ်ကြတယ်9သိန်းဆိုရင်1,080ဟုတ်ပြီနော်ဆိုတော့ဂျပန်စာကျောင်းတွေကအခုနောက်ပိုင်းဈေးတက်တာတွေရှိတဲ့ခါကြတော့ပေါ့နော်ဂုံဈေးလုံးတွေလည်းတက်တဲ့ခါကြတော့ကျောင်းရဲ့ကျွန်တော်တို့ကျောင်းဈေးတွေလည်းဈေးတက်ပြီပေါ့နော်ဆိုတော့ပုံမှန်အားဖြင့်1,060ကနေ80ကြာကြီးတယ်ပေါ့နော်1,060ကနေ80ကြာရှိတယ်တစ်နှစ်စာဆိုတော့ကျွန်တော်ခုနတစ်လောက်ကိုချွေတာတာစုပြီးတော့မှ9,500လောက်ကိုကျွန်တော်စနေနဲ့မြောက်လိုက်တဲ့ခါကျတော့6သိန်းနဲ့6,000ကျန်တဲ့ခါကျတော့ကျောင်းစရိတ်ကလိုတောင်လိုနေသေးတယ်ပေါ့နော်လိုတဲ့ဟာလေးကိုကိုကအိမ်ကနေမှာပြီးတော့ဖြစ်မလားဒါမှမဟုတ်ဥပဒေပေါင်းကြော်ပြီးတော့လုံးမလားပေါ့နော်ဆိုတော့တကယ်လို့28နာရီပေါင်းအတွင်းကသာလုံးမယ်ဆိုရင်အခြေခံလာတာ1,200နဲ့ကတော့ကျွန်တော်အချိန်ပိုင်းအလုပ်ကကျောင်းစရိတ်မကာမိပါဘူးပေါ့နော်ဟုတ်ကဲ့ပါဗျအဆုံးထိကြည့်ပြတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ဖြင့် like and subscribe ပေါ့နော် Facebook မှာဆိုရင်တော့ဖြင့်ကျွန်တော်ကို like လေးနှိပ်ပြီးတော့အသေးလေးတွေပေးပြီးတော့ပေါ့နော် share ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျအားလုံးပဲဂျပန်မှာအဆင်ပြေနိုင်ကြပါစေဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်တွေ့မယ်နော်